မင်္ဂလာပါရှင်။ Royal Theory Condominium ရဲ့ Building Management တင်က2025ဒီဇင်ဘာလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ Tower A6 လာမှာ Corridor စီလင်များပြုပြင်ပေးခြင်း။ Tower D6 လာ Corridor နဲ့ဓမ္မယုံစီလင်များကိုပြုပြင်ပေးခြင်း။ပြုတ်ကျသွားတဲ့ gate စီလင်များကိုပြန်လည်ပြုပြင်ပေးခြင်း။ကွန်ဒိုအဝင်လမ်းမှာရှိတဲ့ကွန်ကရစ်ရေမြောင်းပုံများပျက်စီးနေတဲ့အတွက်ကြောင့်မို့လို့ပြန်လည်ပြုပြင်ပေးခြင်း။ Swimming pool public toilet မှာရှိတဲ့အမျိုးသားအမျိုးသမီးရေချိုးခန်းမှာ Tower Race အသစ်နှစ်ခုတက်ဆင်ပေးခြင်း။ Public area မှာရှိတဲ့ toilet hand spray leakage ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်လည်ပြုပြင်ပေးခြင်း။ Tower A နဲ့ Tower D မှာရှိတဲ့ရှစ်လွှာ emergency system မှာ one way draw လို့များပျက်စီးနေတဲ့အတွက်ကြောင့်မို့လို့ပြန်လည်ပြုပြင်ပေးခြင်း။ Lift survey ပြုလုပ်ပေးခြင်း။ Riser အတွင်းမှာရှိတဲ့ main waste pipe မှာရေအနှဲငယ်ယူနေတဲ့အတွက်ကြောင့်မို့လို့ပြန်လည်ပြုပြင်ပေးခြင်းတို့ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။အခုညမှာပြောပြပေးသွားတာကတော့ Royal Theory Condominium ရဲ့2025ဒီဇင်ဘာလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်တော့2026ဇန်နဝါရီလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုတော့နောက်ထပ်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြောပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။